ဂျာမနီမှာတော့ကြီးကျယ်ပွဲကျန်းနေပါပြီ။ကမ္ဘာ့ဖလားကနေထွက်ရရုံနဲ့မကဘဲဂျာမနီဘောလုံးအဖွဲ့ချုပ်ရဲ့ရုံးချုပ်ကိုပါရဲတပ်ဖွဲ့ဝင်အယောက်150ကျော်နဲ့ဝင်ရောက်စီးနင်းလိုက်ပါတယ်။ဂျာမန်ပြည်သက်တွေအတွက်တော့ဒီရက်ပိုင်းကတကယ်ကိုအိမ်မက်ဆိုးတွေဆက်တိုက်ဖြစ်နေတာပါ။ပြီးခဲ့တဲ့တလင်းလာနေ့တုန်းက2026ကမ္ဘာ့ဖလား32သင်းအဆင့်မှာပါရာဂွေးအသင်းကိုပယ်နတီနဲ့ရှုံးပြီးပြိုင်ပွဲကနေမမျှော်လင့်ပဲအရှက်တကွဲလက်ပြနှုတ်ဆက်ခဲ့ရပါတယ်။ဒါနဲ့မကသေးပဲအခုခါမှာတော့ဂျာမန်ဘောလုံးအဖွဲ့ချုပ်ရုံးချုပ်ကိုရဲတပ်ဖွဲ့ဝင်အင်အား150ကျော်ကဝင်ရောက်စီးနင်းရှာဖွေလိုက်တဲ့အတွက်ဂျာမနီဘောလုံးလောကတစ်ခုလုံးရိုက်ခတ်သွားခဲ့ပါပြီ။အဓိကအကြောင်းရင်းကတော့ဂျာမနီနိုင်ငံကအင်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ယူရို2024ပြိုင်ပွဲတုန်းကကိစ္စတွေကြောင့်ဖြစ်ပါတယ်။ယူရိုပြိုင်ပွဲကျင်းပစဉ်အတွင်းမှာအထူးမျက်နှာသာပေးခြင်းနဲ့ဧည့်သည်တော်တွေကိုပွဲကြည့်လက်မှတ်တွေနဲ့ဟိုတယ်ပုဂ္ဂိုလ်တွေကိုတရားမဝင်ပေးကမ်းပြီးတော့လက်ထိုးခဲ့တယ်ဆိုတဲ့ဆွဆွဲချက်တွေထွက်ပေါ်လာခဲ့လို့ပါ။လက်ရှိမှာတော့ဂျာမန်ရဲတပ်ဖွဲ့က DFF ရုံးချုပ်တင်မကပဲယူရို2024ပွဲစဉ်တွေကျင်းပခဲ့တဲ့မြို့တွေကမြို့တော်ခမ်းမတွေနဲ့ဒေသန္တရအုပ်ချုပ်ရေးရုံးတွေကိုပါလိုက်လံမှွေနှောက်ရှာပွေနေပါတယ်။မြောက်ပိုင်းခရိုင်ဝက်ဖီလီယာပြည်နယ်ရဲ့ပြည်ထောင်စုဝန်ကြီးဟာဗတ်ရိုင်းကအခုလိုပြက်ပြက်သားသားသတိပေးလိုက်ပါတယ်။ဘောလုံးလက်မှတ်ဆိုတာလစာထဲမှာပါဝင်တဲ့အရာမဟုတ်ပါဘူး။နိုင်ငံဝန်ထမ်းတွေကလက်ကိုမျှော်ကိုတဲ့သူဘယ်သူမဆိုကျွန်တော်တို့ရဲ့လာရောက်ဖမ်းဆီးမှုကိုခံရပါလိမ့်မယ်။အခုလိုဥရောပဖလားလိုအားကစားပွဲကြီးတွေဟာပြည်သူတွေရဲ့ယုံကြည်မှုအပေါ်မှာပဲရပ်တည်နေတာပါ။ဒီယုံကြည်မှုကိုလက်မှတ်အနှဲငယ်ပိတ်စာအနှဲငယ်နဲ့ဖျက်ဆီးပစ်တာမျိုးကျွန်တော်တို့ခွင့်မပြုနိုင်ပါဘူးလို့ပြောကြားသွားခဲ့ပါတယ်။2024ခုနှစ်ကကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပြီးတဲ့ဂျာမနီအသင်းရဲ့အခြေအနေဟာတောက်ကျောက်ကျဆင်းနေခဲ့တာပါ။အခုလိုကွင်းထဲမှာလည်းအရှိရကွင်းပြင်ပမှာလည်းအကျင့်ပြည့်ခြစားမှုအရှုပ်တော်ပုံတွေနဲ့ရင်ဆိုင်နေရတဲ့ဂျာမနီဘောလုံးအဖွဲ့ချုပ်အတွက်တော့လက်ရှိချိန်ဟာသမိုင်းတစ်လျှောက်အဆိုးရွားဆုံးကာလတွေကိုဖျက်ဆီးနေရတယ်လို့ဆိုရမှာဖြစ်ပါတယ်။